အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဒီအန်ဒီယန်ကအတစ်ထွက်လာတဲ့ကျွန်တော်ဒီ base h3 ပေါ့နော်ပြီးခဲ့တော့ကျွန်တော်7ကိုကျွန်တော်တင်ပေးခဲ့တယ်အခု h အတစ်ထွက်လာတဲ့ခါကျတော့ကျွန်တော်အဲ့ဒါတွေအခု movie tutorial လေးကျွန်တော်လုပ်ပြတာပေါ့နော်အချို့ကလည်းဘယ်လိုပြောမှာဒီလိုလုပ်ပြတာတော့မှခါကြဒီ Facebook မှာတော့မရတာတော့ခါကြ YouTube မှာခါကြအရှင်လည်းပေါ်ခါကြမပေါ်အဲ့လိုမျိုးတွေကြုံတွေ့ရတယ်အဲ့ဒါလေးမေးထားတာလေးတွေရှိတယ်အဲ့ကြောင့်ကျွန်တော်အခုဒီခါစုံလေးပြောပါနော်ကျွန်တော်လုပ်ပြတဲ့အတိုင်းဆိုတော့မရကြအကြောင်းမရှိဘူးဗီဒီယိုကောင်းပြောနေအတိုင်းတက်တန်ပေါ်လာတာနဲ့သူကတစ်ခါထောင်းမကြတန်းပေါ်ပြီးသားပဲတုတ်ဆိုခါကြ bracket ထုတ်လိုက်နှိပ်လိုက်တဲ့ခါကျတော့ तू ကအလိုလိုနေနဲ့ပေါ်အောင်နေအဲ့လောက်ထိကိုဒီကောင်ကျွန်တော်တို့ဒီကောင်းတယ်ပေါ့နော် plan ကောင်းတယ်ပေါ့ကျွန်တော်အခုဘယ်လိုပြောမလဲဒီကောင် set ထဲကျွန်တော်က download ဆွဲလိုက်ပြီး download ဆွဲပြီးကျွန်တော်ရတဲ့ file တွေကိုတကယ်ကျွန်တော် desktop မှာထားလိုက်ဟုတ်ပြီလားဒါထားလိုက်တဲ့ခါကျရင်ကျွန်တော်အခုဒီကောင်ကိုကျွန်တော် set ထဲကနေသွားထုတ်မှာအရင်ရှိနေတဲ့အဟောင်းကိုထုတ်မှာအရင်ရှိနေတဲ့အဟောင်းကိုထုတ်တဲ့ခါမှာကျွန်တော်တို့ဒီကနေဒီ control panel နဲ့ကျွန်တော်တို့သွားထုတ်လိုက်ပြီထုတ်လိုက်တဲ့အခါမှာဒီကောင်ကို install ဒီကောင်ကိုထုတ်တဲ့ခါကျတော့ရှင်ကျွန်တော်ဒီလိုမျိုးပေါင်လေးတက်လာတဲ့ခါကျရင်ကျွန်တော်ဒီမှာ full ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီကောင်ကို check လုပ်ရမှာနော်ဒီမှာဒီ install လုပ်တဲ့ခါမှာကြာရင်အဲ့လာလုပ်ပြီးတော့မှကျွန်တော် national ဆက်သွားပြီးတော့ finish ဆိုပြီးတော့ဆက်ကဘက်ကြပါမယ်ပြီး restart ကြာပြီးပြန်တက်လာတဲ့အခါကြာလို့ရှိရင်ဒီကောင်ကလုံးဝဒီကောင်အကျွင်းကြံမရှိတော့ဘူးပေါ့နော်အကုန်ထောက်အောင်မှာကျွန်တော်တို့ရမဟုတ်ဒါထုတ်လိုက်တယ်ထုတ်လိုက်ပြီးတော့ထောက်သွားပြီဆိုပြီးပြီဆိုပြီးတော့ကျွန်တော်အမှန်ဒီဖုန်းနဲ့ကျွန်တော်တို့ဒီဖက်နဲ့ဖူးမှာကျွန်တော်ဖူးမှာမချောင်းတဲ့အခါကြာလို့ရှိရင်အဲ့ပြဿနာနည်းနည်းတော့ရှိတယ်ဗျအကျွင်းကြံရင်ကြံခဲ့တာမျိုးပေါ့နော် play နေကြံခဲ့တာမျိုးမရှိတယ်အဲ့ဒါကြောင့်မို့ဒီကောင်တော့ဖူးမှာချက်လုပ်ပြရတယ်ကျွန်တော်ဒီမှာ national ဆက်သွားဒီကောင်ကိုထုတ်လိုက်မှာဒါဆိုလို့ရှိရင်တော့လုံးဝဒီပြဿနာမရှိတော့เนาะကျွန်တော်ခုဒီကောင်ကိုထုတ်ပြီးသွားပြီဆက်ကကြာသွားပြီပြဆက်ပြန်တက်လာမယ်ပြန်တက်လာ okay အဲ့ဆိုရင်ကျွန်တော်စီမှာ download ဆွဲရတယ်ကျွန်တော် file လေးကိုဒီကောင်ကိုဖွင့်တဲ့ခါကျကျွန်တော်လုံးဝကျင်းစီအောင်နောက်တစ် season ဘာလုပ်ပြရလဲဆိုလို့ရှိရင်ကျွန်တော်ဒီကောင်အခု page file နဲ့အသုံးပြုတဲ့နေရာမှာအရင်တစ်ခါကျွန်တော် sign key နဲ့ကျွန်တော်အသုံးပြုတာ sign key နဲ့အသုံးပြုတဲ့နေရာမှာတော့တကယ်ကျွန်တော်အရင် post မှာကြည့်ပြီးလိုက်ပါเนาะYouTube မှာလည်းတွက်ကြည့်လို့ရတယ်ရန်ကုန်သားလို့ရလိုက်တာနဲ့ကျွန်တော်တင်တဲ့ပို့တွေရှိတယ်ဗျအမှနေပညာပတ်သက်ပို့တော်များကျွန်တော်တင်ထားတယ်ရန်ကုန်သားဆိုရင်ကျွန်တော်ဓာတ်ပုံနဲ့ပြီးတော့ကျွန်တော်ရဲ့ blogger ပုံနဲ့နှစ်ခုတောင်မှကျွန်တော် YouTube မှာကျွန်တော် account ရှိတယ်အဲ့တော့ကျွန်တော်ဒီကောင်မလုပ်တဲ့ခါကြောက်ချင်းကျွန်တော်ဒီမှာကျွန်တော် picture လေးနဲ့ကျွန်တော်ပြရတယ်ဘယ်လိုလုပ်ရမလဲဆိုတော့ဟုတ်ပြီနော်ကျွန်တော်ပြရတယ်ဒီမှာဒါသူ့ရဲ့ page file ဟုတ်လားပြင်အတက်နိုင်ကျွန်တော်အရင်တစ်ခါတော့ပြောရတယ် how to install ဒါမှမဟုတ်ကျွန်တော် read me ကျွန်တော်အမျိုးမျိုးရေးထားတယ်အဲ့မှာဖွင့်ပြီးတော့အရင်ဆုံးဖတ်ကျွန်တော်ဒီနေ့ software မှန်မြောက်ကိုအဲ့လို test file လေးဒီမှာတွေ့တယ်ဆိုလို့ရှိရင် notepad လေးမှာကျွန်တော်ဒီကောင်ကိုဖွင့်ပြီးတော့အရင်ဆုံးကြည့်ကျွန်တော်သူ့အစစ်စစ်တွေဘယ်လိုလုပ်ရမလဲဆိုကျွန်တော်ရေးပေးထားတယ်ဘောတော့ program international language ပေါ့နော်ကျွန်တော်နိုင်ငံပေါင်းစုံမှာဖြစ်တယ်ဆိုတော့ကျွန်တော်အင်္ဂလိပ်လိုရေးပေးထားတယ်ဒါပေမဲ့အခက်အခဲရှိတဲ့အင်္ဂလိပ်စာတွေမဟုတ်ပါဘူးဒါတွေရတယ်အဲ့ကြောင့်မို့ဒီမှာရှိတယ်အဲ့တော့သူအစစ်စစ်တိုင်းတစ်အစစ်မှာဘာလို့ရနှစ်အစစ်မှာဘာလို့သုံးအစစ်မှာဘာလို့ဟုတ်လားကျွန်တော်အဲ့ဒီအစစ်တိုင်းကျွန်တော်လုပ်ပါပထမအစစ်မှာကျွန်တော်အခုပြမှာကျွန်တော်ပထမဆုံးဒီ application လေးကိုကျွန်တော် install လုပ်လိုက်မယ်အစစ်မှာဒီကောင်ပေါ့နော်ဒါနံပါတ်8ဒါအသစ်ထွက်လာတဲ့ကောင်ဒီ base ကိုကျွန်တော်တို့ install လုပ်လိုက်မယ် install လုပ်ပြီးအဲ့ဒီကောင်ကိုပိတ်လိုက်မယ်ဟုတ်လားနော်တကယ်တော့ကျွန်တော် face sign key တွေဘာညာပေါ်လာခါကြောက်အစ်နေလေကျွန်တော်ဒီကောင် cancel လုပ်လိုက်မယ်ပိတ်လိုက်မယ်ပြီးကျွန်တော်တို့ဒီမှာ copy လုပ်ရမှာဘာကို copy လုပ်ရမလဲဆိုတော့ဟုတ်ပြီကျွန်တော်ဒီ page file တွေမှာရှိတဲ့သူ့ရဲ့ page ဥစ္စာလေးကိုကျွန်တော်တို့ယူလိုက်မယ်ယူပြီးဘာမှသွားထည့်မလဲဆိုလို့ရှိရင်ကျွန်တော်တို့64 bit သုံးတဲ့ကောင်လေးဆိုလို့ရှိရင်ကျွန်တော် C program file 64ရနေ internet download မှာအဲ့ဒီကောင်မှာပိတ်ထည့်ပေးမှာပြီးရင်ကျွန်တော်ဒီ32 bit သုံးတဲ့ကောင်လေးဆိုလို့ရှိရင်ကျွန်တော် C program file နဲ့ internet ဒီကောင်ထဲမှာကျွန်တော်သွားထည့်ပေးမှာဟုတ်ပြီလားနော်ပြီးရင်ဒီကောင်ကို run မယ် run လို့ရှိရင်ဒီကောင်ကိုနံပါတ် A 3ရဲ့ A မှာဘာလို့အောင်ဆိုဒီကောင် run button ကို click ရမယ်ပြီးရင် page file ထဲပြီးရင် open အဲ့အစီတွေကျွန်တော်ဟိုတစ်စီချင်းကျွန်တော်ပြသွားမယ်မသိလို့ရှိရင်ဒီမှာ animation picture ထဲမှာကျွန်တော်ဝင်ကြည့်ပြီးပါဟုတ်လားနော် okay အဲ့အစီတွေကျွန်တော်ဟိုတစ်စီချင်းကျွန်တော်ပြသွားမယ်နော်ကျွန်တော်လည်းဒီလိုက်လို့ကြည့်ရတာပေါ့အရင်ကရင်ကြည့်လိုက်ပါနော်အခုကျွန်တော်ဒီကောင်လို့ဖွင့်ပြီးကျွန်တော် run လိုက်ပြီ okay ကျွန်တော် next နဲ့ဆက်သွားလိုက်မှာလားနော် next နဲ့ကျွန်တော်ဆက်သွားလိုက်မှာဒီမှာ grade item မှာကျွန်တော်အမှန်ချစ်တယ်မချစ်တယ်အဲ့လားပြဿနာမရှိဘူးတိုက်တယ်လို့သွားလိုက် okay အဲ့ဒါကြောင့် finish ဒီကောင်ဖြစ်သွားပြီ finish ဖြစ်သွားဒီကောင်ခဏထားလိုက်မယ်ဗျာနော်ဒါကျွန်တော်လုပ်နေကြလုပ်ပါဒီ finish နေလဲ no problem ကိစ္စမရှိဘူးဗျာနော်ဒါမှကျွန်တော်လုပ်နေရအလုပ်တစ်ခုမို့လို့ပါဒါတယောက်တောင်းနေဒီပညာရေးမတူတော့အရင်တော့လည်းပြောပါပဲသူ site ကိုနဲ့သူ site ကိုနဲ့ကိုပေါ့နော် okay ကျွန်တော်တို့ဒုတိယဆင့်မှာဟိုသူပြောထားတဲ့အနေထားကကျွန်တော်တို့
ပထမအဆင့်ကျွန်တော်ပြီးသွားဒီလိုအဆင့်မှာကျွန်တော် copy paste လုပ်ရမယ်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ window ရဲ့ဆိုင်ရာကိုကျွန်တော်ဒီမှာဒီနှစ်ခုကနေကိုယ့် window ဥမာ64လား32လား okay ကျွန်တော်က64 bit ဆိုတော့ကျွန်တော်ဒီမှာ zip ကဒီထဲမှာတော့ထားပြရမယ် okay ကျွန်တော်အခုဒီမှာ page file လေးကိုဖွင့်လိုက်မယ်ဒီကောင်လေးကိုကျွန်တော် copy လုပ်ပြီးဒီထဲမှာထည့်ရမယ်အဲ့တော့ C program တော့ကျွန်တော်တွားလိုက်မယ် okay ဒီမှာတွေ့ပြီဟုတ်ပြီဒီထဲမှာဒါကိုခုနကျွန်တော် install လုပ်ထားတယ် install လုပ်ထားတဲ့ IDM ဘယ်မှာလဲ okay ဒီမှာတွေ့ပြီကျွန်တော်ခုန install လုပ်ထားတာတွေ့ပြီဆိုလို့ရှိရင်ကျွန်တော်ကဒီကောင်ကိုဒီကနေ copy လုပ်တဲ့နေရာမှာဒီကနေဒီကိုကျွန်တော်တို့ကနေဆွဲထားလိုက်တယ် copy လုပ်လိုက်ရင်ကျွန်တော်တိကျကြည့်ပေးပါဘာလို့ဆိုဒီမလို့အတက်ဒီ file တွေတော့လေသူရောက်သွားတတ်တယ်နော်အဲ့တော့အတက်နိုင်ဆုံးကျွန်တော် copy paste တဲ့နေရာမှာလွတ်လွတ်ကျွတ်နေရာမှာလုပ်စေချင်တယ်ပေါ့ဗျာနော်လွတ်လွတ်ကျွတ်နေရာလေးမှာလုပ်စေချင်တယ် okay နော်ကျွန်တော်ဒီပါလွတ်လွတ်ကျွတ်နေရာလေးမှာလုပ်စေချင်တယ်အခုကျွန်တော်အခုဒီထဲမှာရောက်သွားပြီဒီထဲမှာရောက်သွားပြီလို့ရှိရင်အဲ့ဒီကောင်လေးကဘယ်ရောက်သွားလဲ okay အဲ့ကောင်လေးကဒီမှာအဲ့ကောင်လေးဒီမှာဆိုလို့ရှိရင် okay သူကအခုဘာကိုပြောထားလဲဆိုတော့သူကနေအဲ့ဒီ page file လေးကိုကျွန်တော် copy ထည့်ပြီးခါညာဒီကောင်လေးကို run ခိုင်းပြီဟုတ်လားပြီးရင် IEG ကိုဒီကောင်နှိပ်ရမယ်ပြီး page file လေးရမယ် open နှိပ်ရမယ်အဲ့ဒီ scene ကိုကျွန်တော်ထပ်သွားမယ် okay ကျွန်တော်ဒီမှာ page file လေးကို run လိုက်ပြီပါနော်သူပြောတဲ့အတိုင်းပဲကျွန်တော်ဒီ file ဖြားရတယ်ဟောဒီပါဒီမို့နော်ပြီးကျွန်တော်ဒီမှာ enter the first name okay အဲ့ဒီမှာကျွန်တော်က YAMG ရမယ်ရန်ကုန် okay last name မှာကျွန်တော် dish a ဒါ okay သူကဒီ rest လေးကိုသူနှိပ်ခိုင်းတဲ့အတွက်ကျွန်တော် rest ကိုနှိပ်လိုက်ပါနှိပ်လိုက် okay เนาะကျွန်တော် register set full ဖြစ်သွားပြီ okay ပြီးရင်သူကနေ wrap ပြီးရင်သူ page ကိုနှိပ်ပါတယ်သူဆက်ရေးထားတာเนาะ okay เนาะဒီမှာသူက wrap ပြီးရင်မှာ page file ကိုသူနှိပ်ခိုင်းတာလေဟုတ်လားเนาะအဲကျွန်တော် page ကိုနှိပ်လိုက်ပြီ okay page ကိစ္စလည်းကျွန်တော်ပြီးသွားပြီ okay အဲ page ကိစ္စလည်းပြီးသွားပြီဆိုရင်သူကနောက်ထပ်ဘာလုပ်ခိုင်းလဲကျွန်တော်တို့ click open เนาะဒီကိစ္စကျွန်တော်တို့ပြီးသွားပြီဟုတ်လားကျွန်တော် page ကိစ္စပြီး browser ကိုသူဆက်လက်ပြီးလို့ရှိရင် IDN is ကိုရွေးပြရမယ်ပြီးရင်ကျွန်တော်တို့ဒီကောက်ကိုနှိပ်ရမှာ okay ဒီကိုထိုင်ပေါ်တော့ကျွန်တော်မှာပိတ်လိုက်နော်အဲ့ဆိုရှင်ကျွန်တော်တို့တွေ okay ဒီကောင်ချက်ပေးမယ်ကျွန်တော်တို့ခုနကဟိုဖြစ်မယ် off program ကြီးကျွန်တော်တို့ download manager ကိုချက်ကြည့်မယ် download manager ပဲရောက်နေလဲ okay download manager တွေ့ပြီဒီကောင်ကျွန်တော်ဖွင့်မယ်ဒီကောင်ဖွင့်ပြီး okay ဒီမှာ cross ကိုနှိပ်ပဲ resolution မှာကျွန်တော်ကြည့်မယ်ဒီကောင်မှာလုံးဝပျောက်သွားပြီကျွန်တော် hash ကနေကျွန်တော်သွားမယ် about မှာကျွန်တော်သွားကြည့်ရန်ကုန်သားနဲ့ကျွန်တော်တို့ဒီမှာဝင်သွားပြီဟုတ်လားလုံးဝခုနရန်ကုန်သားပြေးခဲ့တိုင်းမှာနော်လုံးဝ full ဖြစ်သွားပြီနော် okay ဒီမှာသူ16 date ဆွဲတယ်မှာ division အကုန်မှန်သွားပြီနော် okay နော်ဟုတ်လားကျွန်တော်ကလည်းဘယ်မှာကျွန်တော်ဆိုင်ရကီတော့ရှိတယ်ဗျဆိုင်ရကီတော့ရှိတယ်အဲဆိုင်ရကီနဲ့ဥစ္စာကျွန်တော်ဟိုတစ်ခေါက်လဲကျွန်တော်လုပ်ပြခဲ့သေးတယ်အဲ့ဒီတော့တကယ်ချင်းတော့မရေရမှာလည်းဖြစ်မှာဆိုတယ်အဲကြောင့်ဒီ page လေးကိုကျွန်တော်ရအောင်ကျွန်တော်ရှာထားတယ်အဲ page ကနှစ်ခုသုံးခုတော့ရှိတယ်ဒါပေမဲ့ပထမတစ်ခုကြီးကတိတ်ပြီးတော့အဆင်မပြေဘူးဗျကောင်းတာတော့ကောင်းတယ်တကယ်ချင်းတော့လဲမှာဆိုလို့ okay အဲ့တော့ကျွန်တော်ကနေဘယ်လိုလဲအခုဒီကောင်လေးကိုကျွန်တော်စာတွေ့ထားတာဒီကောင်လေးမစိုးဘူးပေါ့ဗျာကောင်းတယ်ပေါ့နော်အခုဒါဒီမှာကိုယ့်ဟာလေးနဲ့ full ဖြစ်သွားပြီဟုတ်လားပြီး okay ကျွန်တော်ပိတ်လိုက်တော့မှာ okay အခုကျွန်တော်တို့ပြောတဲ့အဆင့်လေးကျွန်တော်မှတ်မိရနော်ကျွန်တော်ကနည်းနည်းစကားပြောတော့လောတယ်ဗျအဲ့ကြောင့်ကျွန်တော် okay ဒါဒီကောင်အဆင်ပြေဖို့ရှိမရှိကအရင်ဆုံးကျွန်တော်တို့တစ်ချက်တော့ကြည့်မယ်ဗျာနော်အဲ့အော်မှာကျွန်တော်ဘာဖြစ်လာပဲကျွန်တော် IDN ကျွန်တော်ဟိုးနဲ့ပြောသလိုဒီမှာ IDN ကအခုကျွန်တော်တို့အခုတိုးကိုတွားကြည့်လိုက်အခါကျတော့တိုးကနေနော်ဒီမှာကျွန်တော်ဖားပြပြီးအဲ့အော်ကျွန်တော်နှိပ်လိုက်ဒီပေါက်ကျလာမယ်ဒူလည်းဥစ္စာမှာ attention မှာကျွန်တော် IDN စီမှာနော် display ဟုတ်လားဒီက animal ဖြစ်နေလို့ရှိရင် animal ကိုနှိပ်ပဲကျွန်တော် display ပြောင်းရမယ်နော်အဲ့လို display ပြောင်းတော့ခါကျတော့ဒီနောက် reset now ဆိုတာလေးပေါ်နေလို့ရှိရင်အဲ့ဒါလေးကိုနှိပ်ပေးလိုက်ဒီ firewall တော့ auto ပိတ်ပြီးတော့ auto ပြန်တက်လာမယ်ဟုတ်လားနော်ဒါဆိုဒီကောင်လုံးဝကို full ဖြစ်သွားပြီနော် okay အဲ့ဒါကျွန်တော် YouTube ကိုကျွန်တော်တစ်ချက်တော့ကြည့်လိုက်မယ်ဟုတ်လားနော်ကျွန်တော်ခုနလုပ်တာဟာအဆင်ပြေမပြေပေါ့နော်အဲ့ကျွန်တော် YAMG dish area တာရန်ကုန်သား okay ရန်ကုန်သားပေါ်လာပြီအဲ့ဒါအခုကျွန်တော်ဥစ္စာတွေမှာကျွန်တော်နှစ်ခုရှိတယ်ရန်ကုန်သားနှိပ်တာနဲ့ဒါကျွန်တော်ဒီမှာရုပ်ရှင်တွေနည်းပညာပတ်သက်တာကျွန်တော်တခုတင်ထားတယ်ပေါ့နော်okay ကျွန်တော်အရင်တစ်ခါ idea အောင်ကျွန်တော်တစ်ချက်ပတ်ကြည့်မယ်ဒါအခုကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒါဆိုအခုကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒါအကုန်လုံးဒီဖုန်းနဲ့ပတ်သက်တာ idea မှာ software full license ပါညာကျွန်တော်နည်းပညာနဲ့ပတ်သက်တာအကုန်ရှိတယ်ဟုတ်လားနော်
okay ဒါပထမတစ်ခေါက်တော့ကျွန်တော် anti နဲ့လုပ်ထားတဲ့ဟာဒီကျွန်တော်ဒီမှာရှိတယ်ဒါဇာကားနဲ့ပတ်သက်တာโอเคဘာဖြစ်ဖြစ်ကျွန်တော်တခုဖွင့်ကြည့်လိုက်မှာဟုတ်လားနော်ဖွင့်ကြည့်လိုက်ရင်အော်ဒီကောင် ADM ပေါ်လေးတော့တွေ့လားအတန်လာတော့ခါတော့ auto တန်းပေါ်လာပြီဟုတ်ပြီလားနော်โอเคကျွန်တော်ခါပိတ်ထားလိုက်မှာအခုဒီမှာသူကဒီမှာကြည့်သူ idea လေးကသူတန်းပေါ်လာဟုတ်လားတကယ်ကျွန်တော်တို့အဲ့ဒီနေရာမှာကျွန်တော်စကားပြောမယ်ဥပမာပေါ့ file တစ်ခုကို download ဆွဲတော့မယ် file တစ်ခုကို download ဆွဲတာဖြစ်ဗီဒီယိုကတစ်ခုကို download ဆွဲတာပဲဖြစ်ဖြစ်ကျွန်တော်တို့ download ဆွဲလို့ကျွန်တော်နှိပ်လိုက်ပြီးဆိုလို့ရှိရင်ဒါခုဇာကားကို download ဆွဲတာကိုကျွန်တော်ခုပြပြမယ်ပထမတစ်ခါတော့ကျွန်တော်ရှင်းပြပါပြီဒီမှာ MP4 လေးခုဖြစ်နေတယ်ကိုက MP4 ဆွဲချင်တယ်ဆိုလို့ရှိရင်အဲ့လိုဒီမှာတစ်ခုနှစ်ခုသုံးခုလေးကနေအောက်ဆုံးဟောင်းကိုရွေးပါ 3GB ဆွဲချင်တယ်ဆိုရင်ဖုန်းနဲ့ကြည့်ဖို့ဆွဲချင်တယ်ဆိုတော့နှစ်ခုဖြစ်နေအောက်ဆုံးဟောင်းကိုရွေးဒီလို FFB ကတော့ဘယ်နှခုဖြစ်နေအောက်ဆုံးဟောင်းကိုရွေးပြီးပါနော်အခု MP4 မှာကျွန်တော်အောက်ဆုံးဟောင်းကိုရွေးလိုက်ပြီ Okay သူ download ပေါ်ချက်လာဒီမှာကြည့်သူရ megabyte မပေါ်ဘူးဗျတွေ့လား megabyte မပေါ်ဘူးအဲ့ဒါကိုကျွန်တော်တို့ကတကယ်လို့ဖြစ်ရင်ခဏဆောင်ပေးဗျကျွန်တော်ခါည download ဆွဲတယ် download ဆွဲကြအခုဒီမှာဘာဖြစ်လဲဟုတ်တယ်တော့ auto ပေါ်လာနော်ဘာလို့ဆိုကျွန်တော်တို့ကဒီ plan ရအခုမှရှာတဲ့လှုပ်ရှားတာမျိုးရှိတယ်ခါကြရင်ကျွန်တော်တို့ရဲ့ connection ကြောင့်ဥပမာပေါ့နော်ဒီမှာ AIA file ဆိုလို့ရှိရင်ကျွန်တော် file လေးကတော့ပေါ်တယ်ဒါပေမဲ့ဒီမှာကျွန်တော်တို့သူ့ရဲ့ megabyte မပေါ်တော့ကျွန်တော်တို့ကလာပြီဆိုတော့ကြာလာပြီဆိုတော့ step download ကိုတက်နေတယ်အဲ့မှာဘာဖြစ်လဲဆိုတော့ error တွေတက်ကုန်ပြီဟုတ်လားမ download ဆွဲလို့မရတော့ဒီ file ကဘာဖြစ်နေကြလဲအမှန်မှကျွန်တော်တို့ကစိတ်လောတာဗျ file တခု download ဆွဲဖို့ download ပေါ်ကြာလိုက်ဆိုတော့ time download လုပ်ဖို့ပဲအဲ့လားလုံးဝမလုပ်သင့်တဲ့အလုပ်ဗျာနော်တကယ်လို့ကျွန်တော်ဒီမှာ AIA file ကြာလာပြီဆိုလို့ရှိရင်အဲ့မှာခဏလေးဆောင်ပေးတယ်ဟုတ်လားခုနကျွန်တော်မြင်တဲ့အတိုင်းပဲနော်ကျွန်တော်ခုပြနေလက်ရှိတိုင်းကဒီမှာအဲ့လိုမျိုးကြာလာပြီဆိုတော့ကျွန်တော်တို့ကနေဒီကောင်ကို download ဆွဲအဲ့မှာသူ့ရဲ့ megabyte ဖုန်းပြရဟုတ်ပြီအဲ့ဒီမှာတက်လက်ဆက်တယ်ကျွန်တော်ပြောချင်တာကျွန်တော်မှ line လေးအပြည့်အဝရှိရကြကျွန်တော်ဒီကောင် speed ဒီကောင်မြင့်ကျင်တာကျွန်တော်အခုဒီမှာ use မှာအသုံးပြုမယ်ပြီးရင် down ဒါကတော့ကျွန်တော်လုပ်နေကြအလုပ်တစ်ခုပေါ့နော် okay အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာပြန်ကြည့်လိုက်ကျွန်တော်ဒီမှာ limit ဖြစ်သွားပြီ download speed ကခုနထက်ကိုလုံးဝမြန်နေတယ်ပဆိုဒီကောင် megabyte ဘာဖြစ်တာမြန်နေတာကိုသူကဖြစ်တယ်နော်အခုဒီကောင်အခုမှမဖြစ်တော့ okay ထားရတော့ကျွန်တော်အခုပြောတကယ်ကျိုးသဘောပေါက်လိမ့်မယ်နော် okay ဒါဆိုရင်အခုဒီမှာကျွန်တော်တကယ်ကျိုးကြိုက်တဲ့ကောင်ကိုသွားလိုက်ပါသွားလိုက်ခါကြောက်ရှင်သူက anti အော်တိုပေါ်ပြီးသားပဲတွေ့လားလုံးဝ full ပြည့်တဲ့အတွက်နော်ကျွန်တော်တို့ဒီမှာလာကြည့်ပါကျွန်တော်ရဲ့ဥစ္စာတွေမှာကျွန်တော်အကုန်လုံးဒီမှာ YouTube မှာဆိုလို့ရှိရင်လည်းဘာဖြစ်ပြီးထားပါတယ် okay အဲ့ဆိုလို့ရှိရင်တကယ်ချင်းတို့အဆင်ပြေပြီဟုတ်ပြီလား download manager နဲ့ပတ်သက်ပြီးအဆင်ပြေပြီတကယ်ကျွန်တော်စီကိုလာတဲ့ခါကြောက်ရှင်လည်းကျေးဇူးပြုပြီးတော့ဒီကြော်ညာလေးနှိပ်ပြီးပါလို့နော်ကြော်ညာမှန်မြန်တာအကုန်နာနှိပ် okay အားလုံးပဲကျေးဇူးတင်တယ်ဒီလောက်ဆိုလို့ရှိရင်အကုန်တကယ်ချင်းတို့လွတ်တက်သွားပြီနော်အကုန်လုံး full ပြည့်တဲ့ဥစ္စာလွတ်တက်သွားပြီနော်တကယ်လို့အဆင်မပြေတာရှိလို့ရှိရင်လည်းကျွန်တော်ကိုမေးမြန်းနိုင်ပါတယ်ကျွန်တော်တက်နိုင်တယ်တော့ကူညီပေးမယ်ဟုတ်ပြီလားနော်ကဲအားလုံးပဲ good luck